နောင်တသို့မဟုတ်ပြန်မရသောခြေလံယနေ့ပြတင်းပေါက်ကဝေးကြီးကုန်သည်မြင်နေရတာကနေ့ကဖြတ်လာခဲ့တဲ့လမ်းလှပတော်လဲခါးသီးသောအတက်ပြန်ပြင်ဖို့ရာအခွင့်အရေးတစ်စက္ကန့်မျှမရှိအချိန်ဆိုတာစီစဉ်တော်မြတ်တစ်ချိန်လွန်သွားရင်ဘယ်တော့မှပြန်မလာနှလုံးသားမှာမြစ်တွယ်နေသောစုမပြောပြလိုက်သောစကားမလုပ်ဖြစ်သောအရာထိုအရာများကနောင်တဆိုသောအမဲရောင်အကြီးတန်းဧည့်သည်ညတိုင်းလာရောက်ပြီးအိမ်မပြောအောင်နှောက်ယှက်လိုရာရောက်ဖို့ခြေလမ်းမှားသွားခဲ့တော်လဲပြန်ဆုပ်လို့မရတဲ့လမ်းပေါ်မှာတယောက်တည်းရပ်တယ်နောင်တဆိုတာမှားယွင်းမှုရဲ့သတိပေးခြင်းဒီတစ်ချိန်တော့ပြန်မမှားဖို့ရာသင်ခန်းစာအတိတ်ကိုဆွဲထားရင်လက်ရှိကိုပျက်စီးပါမယ်ရှေ့ဆက်မဲ့ခြေလမ်းကိုပဲအာရုံစိုက်ကြေခွဲခြင်းအတန်ကိုနားထောင်ပြီးပုံမကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါဘဝဆိုတာအမှားနဲ့အမှန်ရောထွေးနေသောစာအုပ်နောက်ဆုံးစာမျက်နှာကိုနောင်တကင်းအောင်ရေး